ကြားလေးပါကွာနင်ဆိုင်ကတစ်တော့ဝယ်ဆို ဟုတ်တယ်လေဒီဆိုင်ငယ်ပဲလေ နင်ဆိုင်ကတစ်ဝယ်လာတာနမပြဘူးလား ဘယ်နဲ့ပြောတာငါတို့အလုံးဘိုးဘိုးကြီးပြောတာ ဟုတ်တယ်လေဆိုင်ကလေးကားရတစ်ဝယ်နဲ့တက်ပြရတယ်မင်းမပြဘူးလား အေးပြတော့ပြရတယ်လေဒါပေမဲ့ငါပြကြမလို့လောက်ဦးထင်တယ် ဘာလို့လို့ ဘာဖြစ်လို့လဲဆိုတော့ငါနည်းနည်းခဏခဏဖြစ်နေတယ်ဆိုတော့ तू မြင်တော့မှာပါ ဟာ ကဲဂျမ်မရမဲစီစီလော်လာလေးပဲစီစီဒီဂျီတီဆိုင်ကဆိုင်လေးမှာစာယာနဲ့လာယာဆိုပြီးတော့ရွေးစား2မျိုးရှိပါမယ်ခင်ဗျာဒီဆိုင်ကရဲ့အပေါ်ပစ္စည်းကလည်းစိတ်ချရပြီးတစည်းဝယ်ယူသူတိုင်းကိုမိုးကအင်ကြီးတစ်ထည်ရှက်အင်ကြီးတစ်ထည်အင်ဂျင်ဝိုင်တပူးလည်းလက်ဆောင်ပြန်ပေးအောင်ပါနော်နောက်တစ်ခုကနှစ်ကုန်ပြီးတာနဲ့ရင်ခုန်စရာကောင်းတဲ့အစီအစဉ်လေးလည်းရှိသေးတယ်ပေါ့နော်တစည်းဝယ်ပြီး2စီးပိုင်ဆိုင်ခွင့်ရမလားတစည်းတဲ့ပဲကိုလိုရခီးကိုသွားမလားစိတ်တိုင်းညဆောင်ရွက်ပေးနေတာမို့လို့ဂျီတီဆိုင်ကဆိုင်လေးကဝယ်သူလေးတွေကိုစောင့်မျှော်နေပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်မခေါင်းကိုက်ပြောသေးရှိလား ရှိပါတယ်ရှင်ဘယ်လိုကောင်းကြိုက်တာလဲမသိ ခေါင်းကိုက်ပါဆိုဒီမှာခေါင်းကိုက်တာပေါ့ဗျာ ဘူးရှားသေးလားရှင် နာရောစီးသေးလား စီဦး သွေးတို့ရှိလား စီဦး အစာရောစားပြီးပြီ အေးခေါင်းကိုက်လို့ဆေးလာဝဲပါတယ်ဆိုဒီမှာဆောင်းဝဲဖြေရနဲ့လာတိုးနေလို့ပဲ မေးတာများတယ်ထင်ရပေမဲ့တင့်တော်ရေးစီးလေးရေးပေးအောင်လို့မေးတာပါရှင် ဩအဲ့လိုလားအဲ့ဆိုလည်းစက်မေးပါအောင် အခုမှအင်တာဗျူးကစမှာနော် ဘယ်စီးမစို့လက်လီလက်ကမပြန်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်မရှင်းထားတဲ့အကောင့်မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ ဒီလိုမျိုးတစ်ခါသုံးကျုပ်တွေကိုတုံးနေတုံးပဲလားအဲ့ဒါဆိုရင်ကတော့ဒါလေးကိုတုံးဖို့ကျွန်တော်ပြောချင်ပါတယ်ဒါကကြတော့ယောက်ျားလေးအများစုပေါ့နော်မရှိမဖြစ်လိုအပ်မယ်ဆိုတဲ့ကျုပ်ကလေးပါခင်ဗျာကျွန်တော်ကျုပ်ပုံစံလေးကိုထုတ်ပြပေးပေါ့နော်ဒီမှာဒီဆက်ကလေးပါခင်ဗျာဒါကကြတော့ Z2 ပေါ့နော် तू က Z1 တော့ဆိုလို့ရှိရင်တအားကိုရောင်းရတယ်ပေါ့နော်ပစ္စည်းပြတ်တဲ့အထိတအားကိုရောင်းရပါလေခင်ဗျာတကယ်လို့လိုချင်လို့ရှိရင်ဒီ Z2 လေးကိုလည်းကြိုတင်ပြီးတော့ order တင်ပါခင်ဗျာဒါလေးကိုကျွန်တော်ပြပေးမှာပေါ့နော်3ပုံ3လေးလေးကျွန်တော်ပြပေးပါမယ်နော်မုတ်စိတ်တောင်ခြေတောင်စမ်းရပြဒီမှာဒါပါခလုတ်လူလေးဖွင့်မယ်လူလေးလေးလာလို့ရှိရင်360 GB ထိပေါ့နော်လှက်ပဲပြီးရဲရမယ်ပေါ့ဒီလူလေးပေါ့နော်လူလေးရှင်းရပါလေခင်ဗျာအဲ့လိုရိတ်ပြီးလို့ရှိရင်ပြန်ဆေးလိုက်အောင်နဲ့လုံးဝတန့်စင်သွားမယ်ပေါ့နော် နောက်ပြီးကြတော့သူမှန်လေးလည်းပါသေးရပေါ့နော်အာသွန်းကျိုးကတော့တိုက်စီကျိုးပဲအာသွန်းကျိုးမဆိုအသုံးပြုလို့လည်းရပါသေးတယ်နောက်တစ်ခုကကြတော့ဒီ Z2 ကဆိုလို့ရှိရင်ဓာတ်တော်ကောင်း3ခုပါပြီးတော့အမခံလည်း2နှစ်ပါတယ်ပေါ့နော်ပြီးတော့သူကရောင်4မျိုးနဲ့လာပါမယ်အဖြူရဲ့အနက်ရဲ့ရွှေရောင်ရဲ့ငွေရောင်ရဲ့ပါ ကဲအဲ့ဒါကြောင့်မို့လို့တစ်ခါသုံးကျုပ်တွေကိုတုံးနေပါတုံးမဲလားပေါ့နော်အဲ့ဒါဆိုရင်တော့ခေအရင်နောက်ကျသွားပါပြီဒါလေးကိုတုံးကြည့်စေချင်ပါတယ်လို့ကျွန်တော်ကလာပြီးတော့ပြောပြရတာပါခင်ဗျာအရန်ကိုလွယ်တကူမိုက်တယ်ပေါ့နော်အပြင်သွားပါညာဆိုလို့ရှိရင်အိတ်ကလေးလေးပါတယ်ပေါ့နော်အိတ်ကလေးနဲ့ထုတ်ပိုးပြီးတော့ကြတော့လွယ်တကူတက်သွားလို့ရပါတယ်ဟုတ်ကဲ့ပါ